ကမ္ဘာစီးပွားရေးမညီမျှမှုတွေဖြစ်ပေါ်နေတာတောင်လူချမ်းသာတဲ့နယ်ကတနာဥစ္စာအများစုကိုပိုင်ဆိုင်ထားပြီးပို့ပြီးတော့ချမ်းသာလာနေကြပါတယ်ဒီလိုမျိုးချမ်းသာတဲ့သူတွေရဲ့နောက်ွယ်မှာတာမန်ပြည်သူတွေတတိမမှုအောင်ဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တွေဒါမှမဟုတ်စီးမြင့်တွေရှိနေတယ်လို့စီးပွားရေးလေ့လာသူတွေနဲ့ဗန္ဒာရေးဆိုင်ရာပညာရှင်တွေကအခိုင်အမာပြောဆိုကြပါတယ်ဒီလှုပ်ဝက်ချက်တွေဟာတထေးတွေကိုဥပဒေဘောင်အတွင်းကနေသူတို့ရဲ့ပတ်စံကိုအစမတန်ပွားများစေတဲ့နည်းလမ်းတွေဖြစ်ပါတယ်နမဲကျော်စီးပွားရေးပညာရှင်တွေနဲ့ဗန္ဒာရေးသူတေတီတွေရဲ့ထုတ်ပေါ်ခဲ့တဲ့အချက်အလက်တွေအရအချမ်းသာဆုံးလူ100%ဟာကမ္ဘာစုစုပေါင်းသနာဥစ္စာရဲ့40%နီးပါးကိုထိန်းချုပ်ထားတယ်လို့ခန့်မှန်းရပါတယ်ဒါပေမဲ့သူတို့ဟာဝင်ငွေနဲ့တဲ့အလက်လက်လူတန်းစားနဲ့လူသမားတွေပေးဆောင်ရတဲ့အခွန်ရာခိုင်နှုန်းထက်ပိုနေတဲ့ရာခိုင်နှုန်းသာပေးဆောင်ရတာမျိုးဖြစ်ပေါ်နေပါတယ်ဒါဟာဘာကြောင့်လဲဆိုရင်တထေးတွေဟာသူတို့ရဲ့ဝင်ငွေအများစုကိုလုံးရတဲ့လစာအင်ခန်းအနေနဲ့မယူဘဲရင်းနှီးမြှုပ်နှံမှုကနေရရှိတဲ့အမြတ်ငွေ capital gain စဖြစ်တာယူကြပြီးအဲ့ဒီအမြတ်ငွေပေါ်ကောက်ခံတဲ့အခွန်နှုန်းထားကလစာဝင်ငွေပေါ်ကောက်ခံတဲ့အခွန်နှုန်းထားတဲ့ပိုနေတတ်တာကြောင့်ပါဒီလိုမျိုးစီးမြင့်တွေနဲ့စီးပွားရေးရန်တရားတွေကိုတာမန်လူတွေသိရှိနားလည်ထားမှသာမိမိတို့ရဲ့ဗန္ဒာရေးအခြေအနေကိုပြောင်းလဲနိုင်မဲ့အခွင့်အရေးကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာဆိုရင်လူချမ်းသာတွေကအများပြည်သူတွေကိုမသိစေချင်တဲ့အရေးကြီးဆုံးလှုပ်ဝက်ချက်၈ချက်ကိုလွယ်တကူနားလည်အောင်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ပတ်စံအများစုကိုအခွန်ပေးစရာမလိုတဲ့ပိုင်ဆိုင်မှုဖြစ်ပြောင်းလဲထားခြင်းလူချမ်းသာတွေဟာသူတို့ရဲ့ငွေကြေးကိုဘဏ်ထဲမှာထားပြီးလက်စာယူတာမျိုးမလုပ်ပဲတန်ဖိုးတက်လာနိုင်တဲ့ပိုင်ဆိုင်မှု assets တွေဖြစ်တဲ့အင်ချမ်းမြေ share လုပ်ငန်းတစ်ခုရဲ့အစုရှယ်ယာတွေဖြစ်ပြောင်းလဲထားပါတယ်။ဒါကိုဘာကြောင့်လုပ်တာလဲဆိုရင်အလုပ်လုပ်ရတဲ့လစာ income ကိုနိုင်ငံတိုင်းမှာအခွန်နှုန်းထားမြင့်ကောက်ခံပါတယ်။ယင်းဒီမြုံနယ်မှုပိုင်ဆိုင်မှုကနေတန်ဖိုးတက်လာတဲ့အမြတ်ငွေ capital gains ကိုတော့အခွန်နှုန်းထားပိုနေတတ်ပါတယ်။ဒါအပြင်သူတို့ဟာချင်းငွေယူတဲ့အခါသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုအပေါင်ထားပြီးယူတဲ့အတွက်တုံးသက်သာစွာနဲ့လိုအပ်တဲ့ငွေကိုအခွန်မဆောင်ရဘဲထုတ်သုံးနိုင်ကြပါတယ်။နံပါတ်2စားသုံးသူမဟုတ်ပဲယင်းဒီမြုံနယ်သူဖြစ်ဖို့လိုအပ်ခြင်းချမ်းသာတဲ့သူတွေဟာပတ်စံကိုထုတ်ပေးမဲ့ပစ္စည်း assets တွေကိုဝယ်ယူပြီးတော့စင်းရဲတဲ့သူနဲ့အလက်လူတန်းစားတွေကတန်ဖိုးကျသွားမဲ့စားသုံးကုန်ပစ္စည်း liability တွေဖြစ်တဲ့ဈေးကြီးတဲ့ဖုန်းဈေးကြီးတဲ့ကား fashion ပစ္စည်းတွေကိုသာဝယ်ယူနေကြပါတယ်။ဒါဟာဘာကြောင့်လဲဆိုရင်လူချမ်းသာတွေကရတဲ့အမြတ်နဲ့သူတို့ရဲ့စိန်ခံပစ္စည်းကိုဝယ်ယူပြီးတာမန်လူတွေကတော့သူတို့ရဲ့လစာနဲ့ဝယ်ယူတာကြောင့်ဝင်ငွေလဲပတ်ပုံကွာခြားပါတယ်။နံပါတ်3ကျွေးမီ debt ကိုအသုံးချပြီးပတ်စံပိုရှာနိုင်ခြင်းတာမန်လူတွေကကျွေးမီအကျွေးဆိုတာကိုစိုးရတဲ့အရာလို့မြင်ပြီးရှောင်ကျဉ်ကြပေမဲ့တထေးတွေကတော့ပတ်စံပိုရှာနိုင်တဲ့ကိရိယာ financial lever အဖြစ်မြင်ကြပါတယ်။ဘာကြောင့်လဲဆိုရင်တထေးတွေဟာဘဏ်ကနေအသုံးနှုန်းတဲ့ငွေကိုချဲယူပြီးအဲ့ဒီငွေကိုအသုံးနှုန်းထက်ပိုမြတ်မဲ့စီးပွားရေးလုပ်ငန်းဒါမှမဟုတ်အင်ချမ်းမြေမှာရင်းနှီးမြှုပ်နှံလိုက်ပါတယ်။ဒီလိုလုပ်လိုက်ခြင်းအပြင်သူများပတ်စံနဲ့ကိုယ့်အတွက်ပတ်စံရှာနိုင်ပါတယ်။နံပါတ်4ပင်စင်ရန်ပုံငွေတွေရဲ့လှုပ်ဝက်စွမ်းအားအချမ်းသာဆုံးသူတွေဟာနိုင်ငံဥပဒေအရခွင့်ပြုထားတဲ့အခွန်ကင်းလွတ်ခွင့်ရတဲ့ပင်စင်စုဆောင်းရေးစီမံကိန်းတွေဥပမာအမေရိကန်မှာဆိုရင် 401k Roth IRA လိုမျိုးကိုအပြည့်အဝအသုံးပြုပြီးသူတို့ရဲ့ပတ်စံကိုအခွန်ဆောင်စရာမလိုပဲစုဆောင်းပွားများစေပါတယ်။ဘာကြောင့်လဲဆိုရင်တာမန်လူတွေကဒီရန်ပုံငွေတွေကိုနည်းနည်းသာထည့်ဝင်တတ်ကြပေမဲ့တထေးတွေကအများဆုံးပမာဏအထိထည့်ဝင်ပြီးအနှစ်30ဒါမှမဟုတ်40ကြာတဲ့အခါပေါင်းဆက်အတူ compound interest ရဲ့စွမ်းအားနဲ့ဓနဥစ္စာအများပိုင်ဆိုင်သွားပါတယ်။နံပါတ်5စီးပွားရေးမငြိမ်မသက်မှုဟာအခွင့်အလမ်းဖြစ်စေခြင်းစီးပွားရေးအကျပ်အတဲတွေနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ဈေးကွက်ပြိုလဲမှုတွေဟာတာမန်သူတွေကိုထိတ်လန့်တုန်လှုပ်စေပြီးပိုင်ဆိုင်မှုတွေကိုရောင်းချစေပေမဲ့တထေးတွေအတွက်ကတော့ဈေးပေါနဲ့ရင်းနှီးမြှုပ်နှံဖို့အခွင့်အရေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ဟာအမြဲတမ်းငွေသားရန် cash reserve ကင်ထားလေးရှိပြီးလူအများထိတ်လန့်နေတဲ့အချိန်မှာဈေးနှုန်းကျဆင်းနေတဲ့တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ယူပြီးစီးပွားရေးပြန်ကောင်းလာတဲ့အခါအမြတ်ဆုံးများစွာပြန်လည်ရရှိကြပါတယ်။နံပါတ်6ငွေကြေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်များအသုံးပြုခြင်းလူချမ်းသာတွေဟာသူတို့ရဲ့ငွေရေးကြေးရေးကိုကိုယ့်ဘာသာကိုမစီမံပဲအခွန်ရင်းနှီးမြှုပ်နှံမှုနဲ့ဥပဒေရေးရာနားလည်တဲ့ဘဏ္ဍာရေးအကြံပေးပုဂ္ဂိုလ်တွေ financial advisors တွေအဖွဲ့နဲ့အမြဲတမ်းလှုပ်ဆောင်ကြပါတယ်။ဘာကြောင့်လဲဆိုရင်ဒီကျွမ်းကျင်သူတွေဟာဥပဒေဘောင်အတွင်းကနေအခွန်အနည်းဆုံးပေးရမယ့်နည်းလမ်းတွေကိုရှာဖွေပေးပြီးတထေးရဲ့ပတ်စံတွေကိုပုံမလုံခြုံပုံမမြတ်အောင်စီမံခန့်ခွဲပေးပါတယ်။တာမန်သူတွေကတော့ဒီလိုဝေဆောင်မှုကိုဈေးကြီးတယ်လို့ယူဆပြီးကိုယ့်ဘာသာကိုလောက်ကင်နေရှိကြပါတယ်။နံပါတ်9ပတ်စံနဲ့ပတ်သက်တဲ့စီးကမ်းကိုသင်ယူခြင်းရဲ့တန်ဖိုးအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဆိုတာအမြဲတမ်းပတ်စံအများဆုံးရတဲ့အရာမဟုတ်ပဲစီးကမ်းနဲ့ပုံမှန်လှုပ်ဆောင်ခြင်း discipline and consistency ကအဓိကဖြစ်ပါတယ်။တထေးတွေဟာငွေကြေးဆိုင်ရာစာအုပ်တွေသင်တန်းတွေကနေစနစ်ကျတဲ့ရင်းနှီးမြှုပ်နှံမှုနည်းလမ်းတွေကိုလေ့လာပြီး
အလဲလက်တန်းစားလူတန်းစားတွေကတော့အမြန်ချမ်းသာခြင်းနဲ့စိတ်နဲ့စွန့်စားမှုကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုပဲစိတ်ဝင်စားတတ်ကြပါတယ်။နောက်ဆုံးအချက်နံပါတ်၈ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုတည်ဆောက်ခြင်း၏စွမ်းအားအလောက်အကင်နဲ့ဝင်ငွေတည်ငြိမ်တဲ့လကစားအလုပ်သမားဖြစ်နေုံနဲ့ဘယ်တော့မှအမှန်တကယ်ချမ်းသာနိုင်မှာမဟုတ်ပါဘူး။ချမ်းသာခြင်းရင်ကိုယ်ပိုင်လုပ်ငန်းတစ်ခု business ကိုတည်ထောင်ပြီးအဲ့ဒီလုပ်ငန်းကိုကိုယ်စားငွေရှာခိုင်းရပါမယ်။ဘာကြောင့်လဲဆိုရင်လုပ်ငန်းပိုင်ရှင်ဖြစ်ခြင်းကရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကိုကိုယ်တိုင်ဖန်တီးနိုင်ပြီးဝင်ငွေရဲ့အရေးအမြစ်နဲ့ပမာဏကိုကိုယ်တိုင်ထိန်းချုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။အကြောင်းအဖြစ်ဆိုရရင်ချမ်းသာတဲ့သူတွေကပတ်စံကိုလုပ်ငန်းရဲ့အကျိုးအမြတ်ဖြစ်တာမကပဲဓနဥစ္စာတိစောက်ပေးနိုင်တဲ့ကရိယာအဖြစ်မြင်ကြပြီးဥပဒေနဲ့စီမင်းစည်းကမ်းတွေကိုကျွမ်းကျင်သူတွေရဲ့အကူအညီရယူပြီးတော့သူတို့အတွက်အကျိုးရှိအောင်အသုံးချနိုင်စွမ်းရှိပါတယ်။ဒီလိုဝက်ချက်တွေကိုတာမန်လူတွေသိရှိနားလည်ခြင်းအဖြစ်လစာကိုစားသုံးဖို့သာအသုံးမပြုပဲရင်းနှီးမြှုပ်နှံမှုပိုင်ဆိုင်မှုတွေဝယ်ယူရမှအသုံးပြုခြင်းကျွေးမိကောင်း good debt ကိုသုံးသက်ခြင်းကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ဆောင်ခြင်းစတဲ့စိတ်သက်တွေနဲ့အလေးကျင့်တွေကိုပြောင်းလဲကျင့်သုံးနိုင်မယ်ဆိုရင်မိမိတို့ရဲ့ဘဏ္ဍာရေးအနာဂတ်ကိုပုံမတောက်ပအောင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ပတ်တင်မှာလည်း personal finance, business နဲ့ economics နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးသွားမှာဖြစ်တာကြောင့် Money Insight မြန်မာ channel ကို like and follow လုပ်ထားပေးကြပါဦးနော်။